မင်္ဂလာပါရှင်။တဟာကထိုင်းမြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့နေအိမ်မီလောင်ခြင်းသည်လျှက်စစ်မီမှာလောင်ကျွမ်းခြင်းဖြစ်သောကြောင့်တတိထားကြရန်တိုက်တွန်းလိုကြောင်းဦးမောင်ဦးကဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။နေအိမ်မီလောင်ခြင်းသည်လျှက်စစ်မီမှာစတင်လောင်ကျွမ်းခြင်းဖြစ်သောကြောင့်တတိထားရမယ့်အချက်များရှိနေကြောင်းဟာကမြို့နယ်လျှက်စစ်ရုံးဤတာဝန်ရှိသူဦးမောင်ဦးကပြောကြားခဲ့ပါတယ်။မီးလောင်ခြင်းဟာမီးတီးနဲ့မီးကြောင်းများကြားနဲ့စတင်လောင်တာနည်းပါတယ်။မီးလောင်ကျွမ်းမှုဟာလျှက်စစ်ပလက်ခေါင်းကနေစတင်လောင်ကျွမ်းတာများတယ်။ဒါကြောင့်ထမင်းချက်ပြီးမှဖြစ်စေညာအိတ်တဲ့အချိန်နဲ့အပြင်ထွက်တဲ့အချိန်တို့မှာလျှက်စစ်ပလက်ခေါင်းပိတ်ဖို့လိုအပ်ပါတယ်လို့ဦးမောင်ဦးကဟာခထိုင်းကိုပြောပြခဲ့ပါတယ်။ဦးမောင်ဦးကဆက်လက်ပြီးတော့မကြသေးမီကဟာခနဲ့ဖလန်းမြို့တွေမှာအိမ်မီးလောင်တာလျှက်စစ်မီးကနေစတင်လောင်တာဖြစ်တဲ့ဟာခမှာမီးလောင်တာကလည်းအပူပေးကရိယာဟီတာကနေစတင်ပြီးတော့လောင်တာဖြစ်ပါတယ်။တည်တဲ့သူဦးတန်းဝေကတယောက်တည်းအဲ့ဒီအိမ်မှာနေတယ်။ဟီတာအနားမှာအချိန်တော်ကြာအသုံးပြုတဲ့အတွက်ဖြစ်ပါလိမ့်မယ်။ဟီတာကိုကျိုးခွေနဲ့လုံးဝမသုံးသင့်ပါဘူး။ဟီတာမီးအားများတဲ့အတွက်ရိုးရိုးကျိုးခွေကမခံနိုင်ပါဘူး။ဟီတာကိုလည်းအချိန်တော်တန်ကြာမသုံးသင့်ပါဘူး။မီးအားနည်းတာနဲ့မီးအားများတဲ့ဟီတာတွေရှိနိုင်တော့လဲအချိန်တော်တန်ကြာအသုံးပြုလာရင်လျှက်စစ်ပလက်ခေါင်းကနေမီးလောင်ကျွမ်းမှုဖြစ်ပွားနိုင်ပါတယ်လို့ဟာခထိုင်းကိုထပ်မံပြောပြခဲ့ပါတယ်။များသောအားဖြင့်လျှက်စစ်မီးမှာမီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းသည်လျှက်စစ်ပလက်ခေါင်းမှစတင်ဖြစ်သောကြောင့်ညအိတ်ခြင်းနဲ့အပြင်ဖက်သို့မထွက်ခွာခင်လျှက်စစ်မီးပိတ်ထားကြရန်တတိထားပြီးလျှက်စစ်မီးအသုံးပြုကြဖို့သက်ဆိုင်ရာတာဝန်ရှိသူကလူထုအားတိုက်တွန်းထားပါတယ်။ဆက်လက်ပြီးတော့ဖလန်းမြို့တွင် COVID-19 ရောဂါကူးစက်သူ25ဦးရှိပြီးဆေးရုံတွင်လူ9ဦးဆေးကုသမှုခံယူနေတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ချင်းပြည်နယ်ဖလန်းမြို့နယ်၌ COVID-19 ရောဂါကူးစက်သူ25ဦးရှိပြီးဇန်နဝါရီလ12ရက်နေ့တွင်လူ4ဦးထံရောဂါတွေ့ရှိသည့်အတွက်ဆေးရုံတွင်လူ9ဦးဆေးကုသမှုခံယူနေကြောင်းသိရှိရပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးဖလန်းမြို့ဆေးရုံအုပ်ဒေါက်တာတွန်းကျုံထောင်ကယခုချိန်ထိဖလန်းမြို့နယ်မှာ COVID-19 ရောဂါတွေ့ရှိတာကဖလန်းမြို့မှာ24ဦးရိမြို့မှာ1ဦးဖြစ်ပြီးစုစုပေါင်း25ဦးဖြစ်ပါတယ်။အဲ့ဒီအထဲမှာလူ18ဦးကကျန်းမာလာပြီးတော့ယခု9ဦးတို့ကိုဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်လို့ဟာခထမ်ကိုပြောပြခဲ့ပါတယ်။2021ခုနှစ်ဇန်နဝါရီလ12ရက်နေ့၌တိတိမူမှရောက်ရှိလာသူ2ဦးနဲ့ဖလန်းမြို့ပေါ်တွင်နေထိုင်သူ2ဦးထံ COVID-19 ရောဂါထပ်မံတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။တိတိမြို့မှရောက်ရှိလာသည့်အသက်36နှစ်ရှိသူကို RDT စစ်ဆေးခဲ့ရမှယောဂတွေ့ရှိကြောင်းနဲ့ကျင်မွာရက်ကွက်တွင်နေထိုင်သည့်ယောဂတွေ့ရှိသူ၏တငယ်ချင်းအသက်36နဲ့30နဲ့အသက်29အမျိုးသားတို့ထံဇန်နဝါရီလ12ရက်နေ့၌ယောဂထပ်မံတွေ့ရှိကြောင်းသိရှိရပါတယ်။ယောဂတွေ့ရှိတာကတိတိမျိုးကနေရောက်ရှိလာတဲ့သူနဲ့တငယ်ချင်းတွေဖြစ်ကြတယ်။မြို့အတွင်းမှာယောဂကူးစက်တာကတော့မဟုတ်သေးပါဘူး။တချင်းအတူတူဆိုကြတဲ့တငယ်ချင်းတွေဖြစ်ကြပါတယ်။ဒေသအတွင်းယောဂကူးစက်မှုဆိုတာကတော့ဘသူတွေစီကနေယောဂကူးစက်တယ်လဲဆိုတဲ့အချက်မသိတဲ့အချိန်မှာဖြစ်ပါတယ်။ယခုကတော့ဘသူတွေထံကနေယောဂကူးစက်နေတယ်လဲဆိုတာသိထားတဲ့အတွက် local transmission ဖြစ်တယ်လို့ပြောလို့မရသေးပါဘူးလို့ဒေါက်တာတွန်းကျုံထောင်ကဟာခထမ်ကိုပြောပြခဲ့ပါတယ်။လူကြီးမင်းတို့၏လုပ်ငန်းကြောင်းရာများကိုကြောင်းရထည့်သွင်းလိုပါကThe Hakka Time မှာဈေးနှုန်းချိုသာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ်။ The Hakka Time Facebook page နဲ့ YouTube channel တို့ကိုလည်း like follow share and subscribe လုပ်ပေးကြဖို့လည်းတိုက်တွန်းလိုပါတယ်။ကျွန်မချေပါဆက်လက်ပြီး2020ခုနှစ်အတွင်းချင်းပြည်နယ်တွင်ရင်းမှု900ကျော်ရှိတဲ့အကြောင်းကိုတင်ပြပေးသွားပါမယ်။2020ခုနှစ်အတွင်းချင်းပြည်နယ်တွင်ရင်းမှု955မှုရှိကြောင်းရင်းချင်းရေးစကားမှဇန်နဝါရီလ23ရက်နေ့တွင်သိရှိရပါတယ်။2020ခုနှစ်အတွင်းချင်းပြည်နယ်တွင်မော်တော်ယာဉ်မှု29မှုမော်တော်ဆိုင်ကယ်မှု922မှုနဲ့သုံးမင်းကားမှု4မှုစုစုပေါင်းရင်းမှု955မှုရှိခဲ့ပါတယ်။ဒီဖန်စီအယူရာကမော်တော်ဆိုင်ကယ်ဥထုံမဆောင်တဲ့သူတွေမော်တော်ဆိုင်ကယ်တစ်စီးမှလူ3ဦးစီးတဲ့သူတွေရင်မောင်းလိုင်စင်မပါတဲ့သူတွေဖြစ်ကြပါတယ်။တချို့ကတော့နောက်ကျမှမပါတဲ့သူတွေဖြစ်ပါတယ်။2020ခုနှစ်အတွင်းမှာတော့ COVID-19 ရောဂါကြောင့်ရုံးတွေပိတ်ထားတာဖြစ်လို့လိုင်စင်တက်တန်းကုန်တဲ့ရင်တွေတော့မဖမ်းထားဘူး။ဖန်စီအယူရဲ့ငွေပမာဏကတော့238သိန်းနဲ့9000ကျပ်ဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့တရားရုံးမှာတံငွေပေးဆောင်ခိုင်းပြီးတရားရုံးကနေဘဏ်ကိုသွားသွင်းတယ်အရေးယူတဲ့အမှုက959မှုရှိတယ်လို့ရေအုပ်ကိုကိုမောင်က The Hakka Times သတင်းဌာနသို့ပြောပြထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးရေအုပ်ကိုကိုမောင်ကမော်တော်ဆိုင်ကယ်နဲ့ကားတွေမောင်းတဲ့အခါအပြိုသဘောနဲ့မမောင်းပဲတတိရှိနောက်ဘင်ညာကောင်းကောင်းကြည့်ပြီးမောင်းဖို့နဲ့အသက်မပြည့်တဲ့သူတွေကိုတော့မော်တော်ဆိုင်ကယ်မမောင်းခိုင်းဖို့တိတ်တွန်းလိုတယ်မော်တော်ဆိုင်ကယ်ကဘီးနှစ်ခုပဲပါတဲ့အတွက်မော်တော်ဆိုင်ကယ်တော့မရှိရင်မသွားနိုင်တယ်လို့ဆိုင်ကယ်ဥထောင်မဆောင်ပဲလုံးဝမမောင်းကြရန်လဲတိတ်တွန်းလိုတယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။တစ်နှစ်ထက်တစ်နှစ်ကားနဲ့မော်တော်ဆိုင်ကယ်ပိုများလာတဲ့နဲ့အညီရင်မောင်းတဲ့အခါရှင်းနောက်ဘင်ညာကောင်းမွန်စွာကြည့်ရှုပြီးတတိရှိမောင်းနှင်ကြရန်နဲ့ရင်မောင်းရာတွင်ဖြည်းဖြည်းမောင်းနှင်ကြရန်တက်ဆိုင်ရာတာဝန်ရှိသူတွေကတိတ်တွန်းမှာကြားခဲ့ပါတယ်။ဆက်လက်ပြီးဟာကာနဲ့ဖလမ်မြို့တွင်နေအိမ်မီလောင်ကျွမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးကုငီရန်ထန်တလန်မြို့လူငယ်အဖွဲ့တွေကအကူအညီတောင်းခံပေးနေတဲ့အကြောင်းကိုတင်ပြပေးသွားပါမယ်။ဟာကာနဲ့ဖလမ်မြို့များ၌နေအိမ်မီလောင်ကျွမ်းတဲ့အိမ်ပိုင်ရှင်များကိုကုငီရန်ထန်တလန်မြို့လူငယ်အသင်းက2021ခုနှစ်ဇန်နဝါရီလ23ရက်နေ့တွင်အကူအညီများတောင်းခံပေးနေကြောင်းသိရှိရပါတယ်။ဟာကာမြို့မှာ3အိမ်ဖလမ်မြို့မှာ6အိမ်မီလောင်ကျွမ်းတယ်လို့သိရှိရပါတယ်။ဖလန်နဲ့ဟာခါကထန်တလန်မျိုးနဲ့လေးဆက်ဆက်နေတယ်။သူတို့လေးဆွေမျိုးသားချင်းဖြစ်ကြရဲဆိုတော့အကူအညီတောင်းပေးတာဖြစ်တယ်။ထန်တလန်မျိုးဈေးဆိုင်တိုင်းမှာအကူအညီတောင်းပေးမယ်။တပြန်အကူထဲတဲ့မျိုးဖရီစီမှာလည်းအကူအညီတောင်းပေးဖို့အစီအစဉ်နေတယ်လို့ထန်တလန်မျိုးလူငွေတင်ခေါင်းဆောင်တူက Hakka Times သတင်းဌာနသို့ပြောပြထားပါတယ်။ယခုရင်းကဲ့သို့အကူအညီတောင်းပေးခြင်းဟာထန်တလန်စကျန်လေရန်ထုံခါ TSC ကိုထန်တလန်တက္ကသိုလ်ကျောင်းသားအဖွဲ့နဲ့ထန်တလန် Youth Association TYA ကိုထန်တလန်လူငယ်တင်းတို့မှဦးဆောင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မြို့နယ်တိုင်းတိုင်းဖွင့်လှစ်ထားတဲ့ CHRO ရုံးများတွင်ရွှေ့ပြောင်းသွားလာရေးကိစ္စနဲ့ပတ်သက်တဲ့အချက်အလက်များစုံစမ်းလေ့လာနိုင်ပြီဖြစ်တဲ့အကြောင်းကိုလည်းဆက်လက်တင်ပြပေးသွားပါမယ်။ချင်းပင်နယ်မြို့နယ်တိုင်းအတွက်ဖွင့်လှစ်ပေးခဲ့တဲ့ချင်းလူခွင့်ရေးဖွဲ့စည်း CHRO ရုံးများတွင်ရွှေ့ပြောင်းသွားလာရေးကိစ္စနဲ့အလောက်အကန်ရရှိရေးကိစ္စများကိုစုံစမ်းလေ့လာနိုင်ကြောင်းသိရှိရပါတယ်။မြို့နယ်အတိုင်းမှာတော့ရုံထားတဲ့ Dago Satellite Migration Advice Center လို့ခေါ်တဲ့ဒီရုံးတွေမှာရွှေ့ပြောင်းသွားလာရေးဆိုင်ရာနဲ့အလောက်အကန်ရရှိရေးကိစ္စတွေကိုအခမဲ့စုံစမ်းမေးမြန်းလို့ရတယ်လို့ CHRO လက်ထောက်စီမံကိန်းမန်နေဂျာဆောင်းလျန်က The Hakka Times သတင်းဌာနသို့ပြောပြထားပါတယ်။မြို့နယ်တိုင်းဖွင့်လှစ်ထားတဲ့ရုံးတွေကိုမြို့ပေါ်မှာရှိနေကြတဲ့လူငယ်အမျိုးသမီးအဖွဲ့တွေနဲ့ပူးပေါင်းပြီးဖွင့်လှစ်တဲ့ရုံးဖြစ်တဲ့ဖုန်းနဲ့လည်းအဆက်အသွယ်လုပ်လို့ရတယ်လို့လူကူတိုင်းလည်းတွားရောက်စုံစမ်းမေးမြန်းလို့ရပါတယ်။ဟာခါရုံးကိုတော့ Migration Advice Center MAC လို့ခေါ်ပြီး KBZ ဘဏ်အနားမှာဖွင့်လှစ်ထားပါတယ်လို့ဆောင်းအလျံကထပ်လောင်းပြောဆိုခဲ့ပါတယ်။အလုပ်ရှင်နေတဲ့သူများအနေနဲ့အလုပ်ရှုပ်တဲ့အခါပြင်ဆင်ရမယ့်အချက်နဲ့အလုပ်ကိုင်ရှာဖွေလိုတဲ့သူများအတွက်လည်းအခမဲ့ကြုံရပေးနေကြောင်းပြည်ရင်းပြည်ပနိုင်ရွှေ့ပြောင်းသွားလာခြင်းအလောက်ကန်ရှာဖွေခြင်းများကလူအလည်အကြံပေးခြင်းနဲ့တည်တင်တည်ထိုက်တဲ့အချက်အလက်များကိုလုပ်ပေးနေကြောင်းသိရှိရပါတယ်။ COVID-19 ရောဂါကာလဖြစ်နေပေမဲ့တချို့လူတွေကကြိုတင်ပြင်ဆင်မှုလုပ်ချင်ကြတယ်။ကြိုတင်ပြင်ဆင်မှုနဲ့လေ့လာမှုတွေလုပ်လိုတဲ့အတွက်ကျွန်တော်တို့စီမံလာပြီးအကြံဉာဏ်တောင်းတာတွေရှိပါတယ်။ကျွန်တော်တို့ကတော့မသိရှိတဲ့အချက်အလက်တွေရှိလာရင်လေ့လာပေးပြီးသိရှိတဲ့အခါအကြံတောင်းတဲ့သူတွေကိုပြန်အကြောင်းကြားရဲလို့ဆောင်းလျံကထပ်လောင်းပြောဆိုခဲ့ပါတယ်။ယခုကဲ့သို့လုပ်ငန်းကောင်ထေဖို့ဆောင်ရွက်နေခြင်းဟာ LIFT အဖွဲ့မှရုံပုံငွေထုတ်ပံ့ပြီး IOM နဲ့ဒွေးလက်စီမံကိန်းလက်အောက်တွင်အကောင့်ထေဖို့နေကြောင်းသိရှိရပါတယ်။ဒီကနေ့ The Hakka Times မြန်မာဘာသာအစီအစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်သွားပါမယ်။ကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။ကျွန်မ Elizabeth ပါ။